မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့မြန်မာစာပေ၏ထင်ရှားသောစာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့်ခေတ်ဆန်းစာပေလှုပ်ရှားမှုကိုဥဆောင်ခဲ့သူများထဲမှတဦးဖြစ်တဲ့ဆရာမင်းသူဝန်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာကာတွန်းရုပ်ရှင်နဲ့စာပေနယ်တို့မှဘဝတုဒ္ဒရဘွယ်ရာအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကိုတာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဆရာကြီးမင်းသူဝန်ကို1909ခုနှစ်ဖေဖော်ဝါရီလ10ရက်ဗုဒ္ဓဟူးနေ့တွင်ကုံတယ်များဖြစ်ကြသောအဖဦးလွမ်းပင်နှင့်အမိဒေါ်မီတို့ကကိုညံကုန်းမြို့၌မွေးဖွားခဲ့ပါတယ်။မွေးချင်း9ယောက်တွင်ဒုတိယမြောက်ဖြစ်ပြီးမိုးမြန်မာမျိုးရိုးဖြစ်ပါတယ်။အမည်ရင်းမှာဦးဝန်ဖြစ်ပြီးရက်ချုပ်ရငယ်နမည်မှာမောင်လှမောင်ဖြစ်ပါတယ်။အရက်ထဲတွင်မောင်လှမောင်အမည်ရှိသူများမှာအများအားဖြင့်စိုးကြ၍မောင်လှဝန်ဟုအမည်ပြောင်းခဲ့ပြီးမန္တလေးပုံနာဆရာညွန့်ကဇာတာဖွဲ့ပေးခဲ့ပါတယ်။နောက်ပိုင်းတွင်မောင်ဝန်ဟုသာအမည်တွင်ခဲ့တယ်လို့မှတ်သားသိရှိခဲ့ရပါတယ်။1916ခုနှစ်အသက်9နှစ်အရွယ်၌ကိုညံကုန်းမြို့ဂျားကျောင်းခေါ်ရွှေကျင်ကျောင်း၌ဆရာဦးဖိုးလိုင်ကျောင်းတွင်မြန်မာစာပေစတင်သင်ကြားခဲ့ပြီး1922ခုနှစ်တွင်ကိုညံကုန်းအမျိုးသားကျောင်းဖွင့်၍ထိုကျောင်းသို့ပြောင်းတက်ခဲ့ကာအင်္ဂလိပ်မြန်မာဘာသာရပ်များကိုသင်ယူခဲ့ပြီးစက်တမတန်းအထိတက်ရောက်ခဲ့ပါတယ်။ကြပြရင်းဤကိုထိုကျောင်းရှိဆရာဦးအာကာတန်းထံမှသင်ယူခဲ့တယ်လို့မှတ်သားသိရှိခဲ့ရပါတယ်။1923ခုနှစ်ဇူလိုင်30ရက်တွင်ရန်ကုန်မြို့ရှိဆရာမှတ်ကြီးကျောင်းခေါ်စိန်ကျွန်းကျောင်းကိုဝင်၍ပြင်စမတန်းမှစတင်တက်ရောက်ခဲ့ပါတယ်။1926ခုနှစ်မတ်လတွင်အင်္ဂလိပ်မြန်မာအလယ်တန်း scholarship ဆောင်မှုပွဲတွင်စတုထရ၍အောင်မြင်ခဲ့ပြီးအထမတန်းမှစ၍ဆရာမှတ်ကြီးအိတ်ဆောင်တွင်ကျောင်းသားမှုလုပ်ခဲ့ပါတယ်။ထို့နောက်ဗုဒ္ဓဘာသာမိန်းကလေးကျောင်းညကျောင်း၌အပတ်စဉ်အလှည့်ကျစာသင်ပေးခဲ့ပါတယ်။ထိုနှစ်မှာပင်တကုံမဂ္ဂဇင်း၌ပထမဆုံးကြပြဖော်ပြခံခဲ့ရပါတယ်။1932ခုနှစ်မတ်လတွင်ပထမနှစ်ဝိဇ္ဇာမြန်မာစာဂုဏ်ထူးအစမ်းဆောင်မှုပွဲအောင်ခဲ့ပါတယ်။ထိုနှစ်တွင်မိဘများစီးပွားပြတ်၍ကျောင်းထွက်ခဲ့ရကကိုညံကုန်းမြို့အမျိုးသားကျောင်းတွင်ကျောင်းအုပ်ဝင်လုပ်ခဲ့ပါတယ်။ထိုအချိန်တွင်ကလေးကဗျာများစတင်ရေးသားခဲ့ပါတယ်။တက္ကသိုလ်ဖွင့်သောအခါပါမောက္ခဦးဖေမောင်တင်ကခေါ်၍အလုံးမထွက်ကတက္ကသိုလ်ပြန်တက်ခဲ့တယ်လို့သိရှိခဲ့ရပါတယ်။1933ခုနှစ်မတ်လတွင်ဝိဇ္ဇာဂုဏ်ထူးတန်းကိုမြန်မာစာပထမအဆင့်ဖြင့်အောင်မြင်ခဲ့ပြီး1935ခုနှစ်မေလမှဇွန်လအထိမြန်မာစာဌာနအချိန်ပိုင်းနည်းပြလုပ်ခဲ့ကပဲခူးဆောင်တွင်ကျောင်းဆောင်နည်းပြလုပ်ခဲ့ပြီးမဟာဝိဇ္ဇာတန်းကိုအချိန်ပိုင်းတက်ရောက်သင်ယူခဲ့ပါတယ်1935ခုနှစ်မတ်လတွင်မဟာဝိဇ္ဇာမြန်မာစာဂုဏ်ထူးဆောင်မှုပွဲကိုဒုတိယအဆင့်ဖြင့်အောင်မြင်ခဲ့ပြီးအချိန်ပြည့်နီးပြခန့်အပ်ခြင်းခံခဲ့ရပါတယ်။ပင်ရဆောင်ပြောင်းရွှေ့ပြီးနောက်ကျောင်းဆောင်နီးပြဆရာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။တက္ကသိုလ်ကျောင်းတိုင်းမြန်မာစာအသင်းအတွင်းရေးမှူးတက္ကသိုလ်ဗုဒ္ဓဘာသာအသင်းအတွင်းရေးမှူးကောလိပ်မဂ္ဂဇင်းမြန်မာပိုင်းအယ်ဒီတာကန္ဓလောကမဂ္ဂဇင်းအယ်ဒီတာများအဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။1936ခုနှစ်တွင်ပညာသင်ဆုရ၍အင်္ဂလန်နိုင်ငံအောက်စ်ဖို့တက္ကသိုလ်သို့တွားရောက်ပညာသင်ခဲ့ပြီးစိန့်ကတ်သရင်ကျောင်းတွင်တက္ကသပါဠိတိဘတ်အထွေထွေဘာသာပေပညာရပ်များကိုသင်ယူခဲ့ပါတယ်1938အောက်တိုဘာလတွင်လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖရိကဘာသာရပ်များလေ့လာရေးကျောင်း School of Oriental and African Studies သို့ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်1939ခုနှစ်အောက်တိုဘာလတွင်အောက်စ်ဖို့တက္ကသိုလ်မှဘီလစ်ခေါ်စာပေဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးစက်တင်ဘာလတွင်မြန်မာနိုင်ငံပြန်လည်ရောက်ရှိခဲ့ကအောက်တိုဘာလ1ရက်နေ့တွင်လက်ထောက်ကတိကဖြင့်လုပ်ကိုင်ခဲ့ပါတယ်1940ခုနှစ်တွင်မောင်ခွေးဖို့ကလေးကဗျာများထွက်ရှိခဲ့၍1942ခုနှစ်တွင်တပည့်ညိုနှင့်အခြားကဗျာများထွက်ရှိခဲ့ပါတယ်1942ခုနှစ်ဒုတိယကမ္ဘာစစ်တွင်ပညာရေးဌာနဘာသာပြန်ဌာနခွဲတွင်အမှုထမ်းခဲ့ပါတယ်။ပညာတကွန်အသင်းနှင့်အဘိဓမ္မာလုပ်ငန်းကိုဦးဆောင်ခဲ့ပါတယ်။1945ခုနှစ်ဧပြီလ9ရက်နေ့တွင်စစ်ဘေးအန္တရာယ်ကြောင့်အဘိဓမ္မာလုပ်ငန်းကိုခေတ္တရပ်ဆိုင်းထားရပြီး
ဗြိတိရှများပြန်ရောက်လာပြီးနောက်အုပ်ချုပ်ရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ရပါတယ်။ကိုညံကုန်းမြောက်ပိုင်းတွင်မြို့အုပ်လုခိုင်း၍2 လမြောက်ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့သိရှိမှတ်သားခဲ့ရပါတယ်။ဩဂုတ်လ6 ရက်နေ့တွင်ရန်ကုန်မြို့မကိုလန်း၌အရေးပေါ်တက္ကသိုလ်သင်တန်းများဖွင့်၍မြန်မာစာလက်ထောက်ကတိကဖြင့်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။1946ခုဇွန်လ1 ရက်နေ့တွင်ကတိကဖြင့်တိုးမြင့်ခန့်ထားခြင်းခံခဲ့ရပါတယ်။1948ခုနှစ်တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့ပြီးအဘိဓမ္မာလုပ်ငန်းများကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။မြန်မာနိုင်ငံသုတေသနအသင်းအမှုဆောင်အဖွဲ့အတွင်းသို့ဝင်ရောက်ခဲ့ပြီးသုတေသနအသင်းဂျာနယ်တွင်စာတီးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဆရာဇော်ကြီးနှင့်တွဲ၍စာပေလောကစာအုပ်ထွက်ရှိခဲ့ပါတယ်။1950တွင်ဝဏကျော်ထွင်ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။1952ခုနှစ်အမေရိကန်ပြည်နယူးဟေဗင်မြို့ရေးတက္ကသိုလ်တွင်6 လခန့်ဘာသာဗေဒပညာရပ်ကိုလေ့လာဆည်းပူးခဲ့ပါတယ်။1953ခုနှစ်ဇွန်1 ရက်တွင်ရန်ကုန်တက္ကသိုလ်ဘာသာပြန်ထုတ်ဝေရေးဌာနစာတီးမှုတာဝန်ထမ်းဆောင်ခဲ့ပြီး1955ခုနှစ်တွင်သိပ္ပံမောင်ဝဇော်ကြီးတို့နှင့်တွဲ၍3 ဝန်းဆိုင်ခက်ဆန်းစာပေထွက်ရှိခဲ့ပါတယ်။1959ခုနှစ်အောက်တိုဘာတွင်မြန်မာနိုင်ငံရည်ကျဲမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုဗီယက်ရုရှားပိုလန်ချက်ကိုစလိုဗာကီးယားအရှေ့ဂျာမနီနိုင်ငံများသို့လှည့်လည်ခဲ့ပါတယ်။ တီဗီတကပါဠိမြန်မာအဘိဓမ္မာလုပ်ငန်းမွန်မြန်မာအဘိဓမ္မာလုပ်ငန်းများတွင်ဝင်ရောက်ကူညီခဲ့ပြီးစာပေဗိမာန်ဆွဲဆောင်ကျန်းအဖွဲ့စာပေစုပေးရေးအဖွဲ့တုခမိန်အဖွဲ့ပန္ဒရာမူမန်ပြုလုပ်ရေးကော်မတီပိဋကတ်တော်မြန်မာပြန်ကော်မတီဥပဒေဘာသာပြန်ကော်မတီတို့တွင်ဝင်ရောက်ဆောင်ရွက်ခဲ့ပါတယ်။1962ခုနှစ်မတ်လ1 ရက်မှ1962ခုနှစ်မေလ12အထိတက္ကသိုလ်မြန်မာစာဌာနတွင်ပါမောက္ခဖြင့်အမှုထမ်းခဲ့ပါတယ်။အောက်တိုဘာတွင်မြန်မာရည်ကျင်းမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တွားရောက်ခဲ့ပါတယ်။တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချီရေးကော်မတီဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင်ဖြင့်ဆောင်ရွက်ခဲ့ပါတယ်။1962ခုနှစ်မေလ13 ရက်နေ့တွင်ပါမောက္ခရာထူးစွန့်ကဘာသာပြန်နှင့်စာအုပ်ထုတ်ဝေဌာနတွင်ပြန်လည်အမှုထမ်းခဲ့ပြီးတီရီပြန်ချီဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။1963ခုနှစ်တွင်မီးယူဝင်းနှင့်တွဲ၍ကြပြပရိယေ1964ခုနှစ်တွင်မြန်မာအဘိဓမ္မာ9ပိုင်း1965ခုနှစ်တွင်ပန်းနှင့်ပင်စီမြန်မာစာမြန်မာမှုခရီးသည်စာအုပ်များထွက်ရှိခဲ့ပါတယ်။1966ခုနှစ်မြန်မာနိုင်ငံစာမတက်သူများပပျောက်ရေးအတွက်တက်ကြီးစာသင်သည့်ဝါထကလတနီလန်းကိုတီထွင်ခဲ့ပါတယ်။1968ခုနှစ်တွင်ပြည်မငုတ်တူစာအုပ်ထွက်ရှိခဲ့ပါတယ်။1980ခုနှစ်မြန်မာနိုင်ငံသုတေသနအသင်းနှစ်60ပြည့်၌အသင်းဥက္ကဋ္ဌအဖြစ်အရွေးခံခဲ့ရပါတယ်။1982ခုနှစ်မေလ31 ရက်နေ့တွင်ပညာရေးအရာရှိအဖြစ်မှအနားယူခဲ့ပြီး1984ခုနှစ်တွင်အေးအားကန်တို့အိုကုတို့ကြပြစာအုပ်ထွက်ရှိခဲ့ပါတယ်။1985မှ1989အထိဂျပန်နိုင်ငံအိုဆာကာနိုင်ငံသားဘာသာသင်တက္ကသိုလ်၌တွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။1980ခုနှစ်ဖေဖော်ဝါရီလတွင်ဟိုက်ကူကြပြမြည်စရာစာအုပ်ထွက်ရှိခဲ့ပါတယ်။1984ခုနှစ်လီယာမင်းကြီးစာအုပ်ထွက်ရှိခဲ့ပြီးထိုစာအုပ်ဖြင့်ထိုနှစ်အတွက်ဘာသာပြန်ရတစုရရှိခဲ့ပါတယ်။မင်းသူဝန်သည်မြန်မာနိုင်ငံသုတေသနအသင်းအတွက်ဂါမရိဆန္ဒပြုတောင်ငူဆိုရတုဖြင့်အုံမာဌာနီပြုရှင်မဟာရထသာရ၏ပက္ကိဏကစာစုတို့ကိုဦးအောင်ရွှေနှင့်တွဲဖက်လျက်တီးဖြတ်ပေးခဲ့ပါတယ်။ဆရာကြီးမင်းသူ၏ကလောင်ခွဲများမှာမေဃဝန်ကိုညံကုန်းမြို့စိန်ကျွန်းပြောကိုညံကုန်းမြို့ကိုညံကုန်းတောင်စုအစွန်ကမောင်သူဝန်ကိုညံကုန်းတောင်စုအလွန်ကမောင်သူဝန်ခင်သိန်ကြီးဟန်တာဝရီစန်းတော်တာမောင်ဝန်ကိုညံကုန်းသူ့ဝန်10 တန်းတို့ဖြစ်ပါတယ်ဆရာကြီးမင်းသူ၏ထင်ရှားသောစာအုပ်များမှာမြန်မာစာမြန်မာမှုပန်းနှင့်ပင်စီပြင်းမငုတ်တို့တဘာဝပြက်ကလေးစာပေလောကဟိုက်ကူကြပြမြည်စရာ950ဇက်ပင်လဲမောင်ခွေးဖို့ကြပြများအေးအားကန်တို့အိုကုတို့ဖြစ်ကြပါတယ်1990ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြုပြီးကမာရွတ်မြို့နယ်မှအမတ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ကအနိုင်ရရှိခဲ့ပါတယ်အနိုင်မဲ့ရေအတွက်23,345 86% ဖြစ်ပါတယ်
ခြေခံဥပဒေဖျက်သိမ်းသောကြောင့်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်မရဖြစ်ခဲ့ပါတယ်။စစ်ဆိုးရ၏ဖိအားပေးမှုများကြောင့်ရွေးကောက်ပွဲအနိုင်ရပြီး၈နှစ်အကြာမှာပါတီဝင်အဖြစ်မှနှုတ်ထွက်ခဲ့ပါတယ်။အဘိဓမ္မကဗျာဝတ္ထုများစွာရေးသားခဲ့တဲ့ဆရာကြီးမင်းသူဟာ2004ခုနှစ်ဩဂုတ်လ15ရက်တနင်္ဂနွေနေ့မနက်7:30တွင်ရန်ကုန်မြို့ကမာရွတ်တပြေညိုနေအိမ်၌ကွယ်လွန်ခဲ့ပါတယ်။ဆရာကြီးမင်းသူဟာစာရေးဆရာမနှုရင်၏အကိုဖြစ်ပြီးဇနီးသည်မှာဒေါ်ကြီးကြီးဖြစ်ကတားဖြစ်သူဦးထင်ကျော်မှာမြန်မာနိုင်ငံ၏နဝမမြောက်သမ္မတဖြစ်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။